ကဲလူကြီးမင်းတို့ရေအိမ်ဆောက်ဖို့ရောရင်းနှီးမြှုပ်နှံဖို့ရောပါတန်ဖိုးရှိစေမယ်မြေကွက်လေးနဲ့ကျမတို့ထီလိုင်းချမ်းမြေမှာမိတ်ဆက်ပေးကြပါရရှင်စိတ်ဝင်စားရဆိုရင်အစိုးထိကြည့်ပေးပါရှင်မြေကွက်လေးရဲ့ဒီနေရာကတော့ချမ်းမြတာစီမြို့နယ်အနောက်မြို့တစ်ထဲက64ဘီလန်106လမ်းနီးမှာတည်ရှိပါတယ်ရှင်လမ်းသားနေအောင်လေးဖြစ်ပြီးတော့လူနေရက်ကွက်တန်လေးလည်းဖြစ်တာမို့ဝယ်ထားသိပြီနော်ပေကျဲလေးကညနေပွင့်ပေ20ရှေ့နောက်ပေ66ဖြစ်ပြီးတော့ပိုင်ဆိုင်မှုစာရဲစာတန်းလေးဆိုရင်လေလာကင်ရလေးပဲဖြစ်ပါတယ်ရှင်အလဲလေးဆိုရင်လူတိုင်းကြိုက်တဲ့အရှိတဲ့လေးဖြစ်တာမို့နှက်ခင်းလာလေးတွေကိုခံစားနိုင်ပြီးတော့လေဝင်လေးထွက်ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်ရှင်ခေါ်ထားတဲ့ဈေးနှုန်းလေးကလည်း11500လေးမို့လူကြီးမင်းတို့အနေနဲ့လက်မလွတ်ပဲအများဆုံးဝယ်ထားသိပြီနော်လူကြီးမင်းတို့အနေနဲ့ဒီမျိုးကလေးကိုစိတ်ဝင်စားရဲဆိုရင်ကျမတို့ဒီလိုင်းချမ်းမြေကိုစက်တဲ့ဆုံးစမ်းမေးမြန်းနိုင်ပါတယ်ရှင်ရောင်းသူနဲ့ဝယ်သူမနစ်နာစေအတွက်ကျမတို့ဒီလိုင်းချမ်းမြေမှာပိုင်ရှင်နဲ့ဓာတ်ရိုက်တွဲဆုံညီနိုင်ပေးပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်